ကျွန်တော်ဆရာထွင်းတင်မဲ့ရေးဆက်ပေးထားတယ်အိမ်မက်ထဲကရထားကြီးလို့မြည်ရချင်းလေးကိုတီးဆိုချင်ပါတယ်ခင်ဗျာဘူလောင်မွန်ချက်တဲ့ကိုရဲ့ဝိညာဉ်ထွက်ပေါက်လုံးဝမရှိခဲ့တော့ကြည်လင်လက်ဆက်တဲ့ကလေးဘဝကောင်းငယ်တရားတွေနဲ့ပေါ်ရွှေအောင်တောင်းပါရင်နေရများစွာပြန်လဲတန်တာမိတဲ့ခါကိုဖြတ်တန်းခဲ့တဲ့ချမ်းပဲညာတို့လောင်ရည်နေအိမ်မက်ဆိုင်တစ်ခုများစဉ်တွေ့မြင်ကိုလေးရထားကြီးတဲ့နဲ့ပေါ့ဘယ်စီမံလဲမသိတဲ့ခီးစဉ်အမောင်မခုံမောင်ရင်ကိုဟာတူတဲ့တော့မြေတန်းခီးတဲ့နေရာချင်းပြင်းညံချမ်းမဲစူညံခွဲအတဲ့နှလုံးသားခေါင်းလောင်မြည်တမ်းတွေမောင်နေလေးမကွဲပြားတဲ့ကောင်းရင်ကိုရင်ငွေငိုဖောက်ခွဲတိုးဝင်မိထားကြီးတဲ့စိတ်ကိုဝင်းရင်ကိုသိဆောင်ခုံမောင်ရင်အိုတန်လျာရှိမဲ့ခီဘယ်မှာဆုံးမဲ့ကိုလည်းမသိဒီအိမ်မဲ့ကနိုးတိုင်းရဲ့မှာချိန်ခွဲမိဘူလောင်မွန်ချက်တဲ့ကိုရဲ့ဝိညာဉ်ထွက်ပေါက်လုံးဝမရှိခဲ့တော့ကြည်လင်လက်ဆက်တဲ့ကလေးရဲ့ကောင်းငယ်တရားတွေနဲ့ပေါ်ရွှေအောင်တောင်းပါရင်နေရများစွာပြန်လဲတန်တာမိတဲ့ခိုင်ကိုဖြတ်တန်းခဲ့တဲ့အလင်းမဲညာတို့ရင်ခုန်နေအိမ်မက်ဆန်တစ်ခုညာစဉ်တွေ့မြင်ကိုလေးရထားကြီးတဲ့နဲ့ပေါ့ဘယ်စီမံလဲမသိတဲ့ခီးစဉ်အမောင်မခုံမောင်ရင်ကိုဟာတူရဲတော့မြေတန်းခီးတဲ့နေရာချင်းပြညတ်ချမဲစူညံခွဲအတဲ့နှလုံးသားခေါင်းလောင်ရည်တန်းတွေမောင်ငယ်လေးမခွဲပြားတဲ့ကောင်းငယ်ညာပဲမြင်ဖြတ်တန်းတော့ဝင်မိထားကြီးတဲ့စိတ်ကိုဝင်းရင်ကိုဘယ်ဆောင်ခုံမောင်ရင်ဟိုတန်ရရှိမဲ့ခီဘယ်မှာဆုံးမဲ့ကိုလည်းသိဒီအိမ်မဲ့ကနိုးတိုင်းရဲ့မှာချိန်ခွဲမိအိမ်မက်ထဲကရထားကြီးခေါ်တဲ့ကိုကြနေကျွန်တော်ဆရာထွင်းတင်ရေးဆက်တဲ့ချင်းလေးပဲဖျားတဲ့ညလို့မြည်ရချင်း